တနိုင်ငံလုံးစောင့်ဆိုင်းနေကြတဲ့မြန်မာသမိုင်းမှာမှတ်တမ်းတွင်သွားမယ့်မြန်မာအကုံဆောင်ဖိုက်တာဂျော့ရှွာဗန်ရဲ့ကပတ်စင်ခေါ်ထိုးသက်ပွဲကြီးကတော့ရောက်ရှိလို့လာပါပြီပရိသတ်ကြီးတို့ရေအခုထိုးပွဲကြီးမစခင်မှာတော့ UFC ကိုယ်တိုင်ကဒီပွဲမှာဂျော့ရှွာဗန်ကိုအနိုင်ရချင်နေတယ်ဆိုပြီးတော့သတင်းတွေပေါက်ကြားလာနေတာပါ UFC ဟာ flyweight တန်းမှာ generation အသစ်တွေတဲကတကယ်ကိုမှပရိသတ်ကိုဖျော်ဖြေမှုအပေးနိုင်ဆုံးဖိုက်တာကိုချန်ပီယံဖြစ်စေချင်နေတယ်လို့သတင်းတွေပေါက်ကြားလာတာပါအခုဂျော့ရှွာဗန်ဟာဆိုရင်တော့ဖြစ်ပန်ဒိုဂျာထက်ဆိုင်ရင်ပရိသတ်ကိုဒါထိုးသက်တဲ့နေရာမှာဖျော်ဖြေမှုအများဆုံးပေးနိုင်တာဖြစ်ပြီးတော့ UFC ကအသက်အငယ်ဆုံးနဲ့ UFC သမိုင်းမှာဖျော်ဖြေမှုအပေးနိုင်ဆုံးဖိုက်တာဖြစ်သင်စားခဲ့တာပါပြီးတဲ့အခါကျတော့ဂျော့ရှွာဗန်ဟာအသက်23နှစ်4နှစ် significant strike အများဆုံးတစ်ထောင်အသည့်ရရှိထားတဲ့ fighter အဖြစ် UFC မှာသမိုင်းတွင်သွားခဲ့ပြီပဲဖြစ်ပါတယ်အခု UFC ရဲ့ Facebook page ကိုတွားကြည့်လိုက်ဂျော့ရှွာဗန်အကြောင်းတွေကြီးပဲ UFC ရဲ့ Facebook team back ကနေ Facebook ပေါ်မှာဂျော့ရှွာဗန်အကြောင်းကိုတင်လိုက်လို့ရှိရင်ဘယ်လောက်ထိလူကြိုက်များပြီးတော့ဂျော့ရှွာဗန်ဟာဘယ်လောက်ထိ fan power မြင့်မားလဲဂျော့ရှွာဗန်ဟာဘယ်လောက်ထိပရိသတ်စိတ်ဝင်စားမှုရအောင်လှုပ်ဆောင်နိုင်တယ်လဲဆိုတာကိုတည်သွားပြီပဲဖြစ်ပါတယ်ဒါကြောင့်ပရိသတ်တွေကိုသဝုံဝုံတိုင်းဖြစ်အောင်လုပ်နိုင်တဲ့ဂျော့ရှွာဗန်ကိုဒါခပတ်ရစေချင်နေတယ်ဆိုပြီးတော့ UFC ကိုယ်တိုင်ကခပတ်ရစေချင်နေတယ်ဆိုပြီးတော့ပေါက်ကြားလာတာပါဂျော့ရှွာဗန်ဟာ Brandon Rover နဲ့မထိုးခင်တုန်းက Instagram မှာ follower 9000ပဲရှိပါတယ် Brandon Rover ကိုအနိုင်ယူပြီးတာနဲ့2သိန်းခွဲအခု3သိန်းကျော်သွားပြီเนาะဆိုတော့ဒီပန်ဒိုဂျာယူတာအနိုင်ရလို့ကတော့ဗျာကပတ်သာရလို့ကတော့မီလီယံချီဖြစ်သွားမှာတကယ်ကိုမှကဘာကျော်ဖြစ်သွားမှာမြန်မာသမိုင်းမှာတကယ်ကိုမှသမိုင်းတွင်သွားမယ်သူဖြစ်ပါတယ်အားလုံးကဒီပွဲမှာဂျော့ရှွာဗန်ရှုံးမယ်လို့เนาะပြောထားကြပါမယ်လေအထူးသဖြင့်တော့ကဘာပေါ်က UFC ပရိသတ်တွေဗျเนาะသူတို့အနေနဲ့ဂျော့ရှွာဗန်ကိုနိုင်စေချင်နေတဲ့ဂျော့ရှွာဗန်ကိုအရန်ကြိုက်တယ်တဲ့ဒါပဲမဲ့ဘာဖြစ်လဲဂျော့ရှွာဗန်ကရှုံးမယ်ဆိုတာသူတို့စိတ်ထဲမှာသိနေတယ်နိုင်စေချင်တဲ့ကြိုက်တယ်တဲ့ဒါမှရှုံးပါတဲ့เนาะအခုလိုမျိုးပြောတဲ့ခြားတွေကဂျော့ရှွာဗန်ကတော့ပန်ဒူဂျိုင်နဲ့ထွေးရတာကိုတကယ်ကိုမှကောင်းကြီးတစ်ခုပဲတဲ့ blessing တစ်ခုပဲတဲ့เนาะသူအနေနဲ့ဒါကိုအခွင့်အရေးတစ်ခုလို့မြင်တယ်ကောင်းကြီးတစ်ခုလို့မြင်တယ်ဒါကိုရအောင်နော်အနိုင်ထိုးမယ်သူအနေနဲ့လုံးဝမြန်မာပရိသတ်တွေကိုနော်မြန်မာဆိုတာကဘာကသိအောင်နော်လောက်ပြမှာဖြစ်ပြီးတော့ကပတ်ကိုမရရအောင်ယူပြမယ်လို့အသေးလေးကိုကြီးညာထားရဲဆိုတော့ပရိသတ်ကြီးတို့ရေနော်မနေ့ပြန်မနေ့8နိုင်မှာဂျော့ရှွာဗန်ရဲ့ပွဲကိုစောင့်ကြည့်ခဲ့ကြပါအောင်ဗျာပရိသတ်တွေနော်ဒါမြန်မာနိုင်ငံမှာဆိုရင်မနေ့8နိုင်မှာကြည့်ရမယ်နော်ပြီးတဲ့ကကျွန်တော်တို့ထိုင်းနိုင်ငံတို့မှာဆိုရင်မနေ့8နိုင်ခွဲလောက်မှာစပြီဆိုတော့ပရိသတ်တွေကြည့်ရှုပေးကြပါဦး